ပိန်ကျင်တယ်မစားဘဲမနေနိုင်ဘူးအားကစားလည်းမလုပ်ဘူးဘာစားရမလဲနော်မိကွန်းကတော်တော်ကောင်းတယ်10တန်းမိကွန်းမှာဆိုမိကွန်းတက်တယ်ပုံစံပေါ့နော်အဲ့တော့ပိန်လဲပိန်ကျင်တယ်အစားလည်းမစားဘဲနဲ့မနေနိုင်ဘူးအားကစားလည်းလုံးဝမလုပ်ချင်ဘူးဘာတွေစားရင်ပိန်သွားမလဲပေါ့နော်အဲ့တော့ဒီနေ့ပြောပြမယ်နော်ဆရာကိုခုပြောပြမယ်နော်အဲ့တော့စားနေရင်လည်းပိန်သွားစေတယ်အစားအစာ9မျိုးပါအဲ့တော့နံပါတ်1အုပ်စုအသီးကနေစားပြောမယ်ဆရာထုံးစံအတိုင်းပဲပန်းသီး grapefruit နော်ပန်းသီးကတော့အားလုံးသိပြီးသားဖြစ်မယ်မသိတာ grapefruit နော် grapefruit လို့လည်းခေါ်တယ်ပေါ့နော် grapefruit တီလို့ခေါ်ကြတယ်နော်တကယ်တမ်းတော့ grapefruit ပေါ့နော်အဲ့တော့မြစ်ကြီးနားတို့ဘာလို့အထက်ပိုင်းဒေသတွေမှာအရန်ပေါ်တယ်ကပလာတီးတို့ပဲအရသာနည်းနည်းဆင်တယ်တုတ်စားကြတာများတယ်နော်အဲ့တော့မြို့သီးမုတ်တို့စားတို့ဘာလို့ ਨੇ တုတ်စားကြတာများတယ်တချို့ကလည်းတကြားတို့အချုံမုံတို့နည်းနည်းကြိုက်တဲ့လူကထည့်တယ်ပေါ့နော်အဲ့တော့ grapefruit တီးကဝေးကြတယ်နော်စားအဲ့တော့ပန်းတီးဆိုင်ဝေးကြရဲဆိုတာလူတိုင်းသိတယ်နော်အဲ့တော့အသီးနှမျိုးပြီးရင်ဟင်းသီးဟင်းရွက်ပေါ့တန်ရှင်းလက်ဆက်တဲ့ဟင်းသီးဟင်းရွက်ကတော့ကြိုက်တဲ့အရွက်စားကိုကြိုက်တဲ့အရွက်စားများများစားနည်းနည်းစားအဲ့ဒါစားရင်ဝေးကြတယ်နော် fiber အမြင့်တက်များတဲ့အရွက်တွေပေါ့နော်အဲ့ဒါပြီးရင်အစိအစံတွေပေါ့နော်အစိအစံတွေလည်းတော်တော်များများသိကြတယ်ဆရာတို့စီမှာပေါ်တာဘန်ဒါဈေးတို့တီကိုဈေးတို့နော်အဲမွန်တို့နော်အဲ့တော့စားလို့ရတယ်အစိအစံတွေအကုန်စားလို့ရတယ်နော်အသားဓာတ်ကလည်းလိုတယ်လူတယောက်မှာနော်ဝိတ်လဲကြခြင်းတယ်အသားဓာတ်လည်းပြည့်ဝခြင်းတယ်ဆိုရင်ပဲမျိုးစားလို့ရတယ်ပရိုတင်းပါတယ်ပေါ့နော်ကိုကတက်လို့မဟုတ်ဘူးဆိုရင်ကြက်ဥနဲ့အသီးရွက်ကြက်ဥနဲ့အသားငါးပေါ့ sorry နော်အသီးရွက်ကပါသွားပြီအသားငါးလည်းစားလို့ရတယ်နော်အဲ့တော့ပဲမျိုးစားလို့ရတယ်တက်လို့သမားဆိုရင်တက်လို့မဟုတ်ဘူးအသားစားရဲဆိုရင်အသားနဲ့ကြက်ဥနဲ့စားလို့ရတယ်ဒါပေမဲ့အဲ့ဒီစီများလို့တော့မရဘူးပေါ့နော်ပြုတ်စားတာတို့ပေါင်းစားတာတို့နော်ပြီးတော့လို့ပေါ့နော်အစီမပါဘဲနဲ့ဒီกินပြီးတော့ air fryer နဲ့กินစားတာတို့နော်အဲ့ဒါမျိုးလုပ်လို့ရတယ်အဲ့ဒါပြီးရင်အယိုးပြုတ်ရည်စွပ်ပြုတ်တောက်နော်စွပ်ပြုတ်ကြက်ရိုးပဲပြုတ်ပြုတ်စိတ်ရိုးပဲပြုတ်ပြုတ်ဝက်ရိုးပဲပြုတ်ပြုတ်အယိုးပြုတ်ရည်စွပ်ပြုတ်တောက်လို့ရတယ်နော်နောက်တစ်ခုက dark chocolate ပေါ့နော် dark chocolate ဆိုတာနို့မပါတဲ့ chocolate ပေါ့ chocolate ခါတဲ့အရာသာရတဲ့ chocolate အစစ်ကိုပြောတာနွားနို့တို့မလိုင်တို့မရောထားဘူးတခြားတွေပါလည်းမရောထားတဲ့ chocolate စစ်အမဲရောင်ကို dark chocolate ကိုစားလို့ရတယ်နော်နောက်ဆုံးတစ်ခုကနာမည်ကြီးဒိန်ကျင်ပေါ့နော်လူတိုင်းသိတယ်ပန်းသီးနဲ့ဒိန်ကျင်တွေကမသိရလူတော်တော်ရှားတယ်ဝေးချတဲ့လူတွေဆိုရင်ဒိန်ကျင်တောက်တယ်ပန်းသီးစားတယ်ပေါ့နော်အဲ့တော့ဒိန်ကျင်တောက်လို့ရတယ်နော်အဲ့ဆိုရင်ဆရာပြောသွားတာကိုခုပြေသွားပြီအစဆုံးပြန်ပြောမယ်အသီးနှမျိုးကပန်းသီးရယ် grapefruit သီးရယ်ပြီးရင်အသားတက်အတွက်ပဲမျိုးပဲမျိုးစားလို့ရတယ်ပြီးရင်ကြက်ဥနဲ့အသားငါစားလို့ရတယ်နော်အဲ့တော့နောက်ထပ်နို့မပါတဲ့ chocolate dark chocolate စားလို့ရတယ်စွပ်ပြုတ်အယိုးပြုတ်ရည်စွပ်ပြုတ်တောက်လို့ရတယ်အဲ့တော့အယိုးပြုတ်ရည်စွပ်ပြုတ်တောက်လို့ရတယ်6ခုပြီးရင်ဘာကြံသေးလဲဆိုတော့ဆရာပြောသွားတဲ့အချိန်မှာတန်ရှင်းလက်ဆက်တော့ဟင်းသီးဟင်းရွက်ကြိုက်တယ်စားလို့ရတယ်ကိုကြိုက်တဲ့အရွက်ကိုတနေ့ကုန်စားလိုက်ရတယ်ဘာမှမဖြစ်ဘူးအရွက်တွေကနော်အရွက်စားနော်ပြီးရင်ဘာကြံသေးလဲဆိုအစိအစံပေါ့နော်အစိအစံကြံမယ်နော်အစိအစံနဲ့ဆိုရင်10ခုရှိပြီပဲမျိုးအယိုးပြုတ်ရည်တို့မပါတဲ့ chocolate တန်ရှင်းလက်ဆက်တော့ဟင်းသီးဟင်းရွက်ကြက်ဥအသားငါအစိအစံပန်းသီးနောက်ဆုံးကဒိန်ကျင်ပေါ့နော်ဒိန်ကျင်ပြောသွားတယ်နော်ပန်းသီး grapefruit ဒိန်ကျင်နော်အဲ့တော့9မျိုးဆရာ caption မှာလည်းအစင်လိုက်ပြန်ရေးပေးထားမယ်နော်အဲ့ဒီအရာတွေများများစားနေရင်လည်းဝေးကြသွားလိမ့်မယ်နော် exercise လည်းမလုပ်ချင်ဘူးအဲ့စားနေရင်လည်းဝေးကြခြင်းတဲ့လူတွေအကုန်လုံးအတွက်ကဒီ9မျိုးကိုစားပေးလို့ရပါတယ်အဲ့တော့မိကုန်းနေရာဆရာဒီအသားဖြူခြင်းဘာတွေစားရမလဲဆိုရင် post အောက်မှာအများကြီးမေးထားတယ်ဒါပေမဲ့ဆရာမအားဘူးအချိန်လည်းတိတ်မရသေးတော့တစ်ခုချင်းစီကိုဗီဒီယိုလေးမလုပ်နိုင်ဘူးပေါ့နော်အခုဟာတော့မှဒါဆရာclient တယောက်ပြီးသွားလို့ခဏနားတဲ့အချိန်လေးဒီမေးခွန်းလေးကိုဖြေပေးတာပါနော်နောက်ရက်တွေမှာလည်းအားရင်အချိန်ရရင်ရတယ်လို့မေးထားတဲ့မေးခွန်းလေးတွေကိုဖြေပေးသွားပါမယ်ကျေးဇူးအများကြီးတင်ပါတယ်